တနင်္ဂနွေတာသမီများဇူလိုင်လ20ရက်မှ29ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝတိုးတက်ဖို့ကြီးပွားဖို့တိုးတက်ဖို့အောင်မြင်မှုချမ်းသာဖို့အတွက်အကူအညီကောင်းနှစ်ခုအဆက်တွေကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကလည်းပဲအကူအညီကောင်းနှစ်ခုအဆက်တွေကောင်းနှစ်ခုလမ်းကြောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်နှစ်ခုစလုံးကောင်းပါတယ်ကြိုက်တဲ့နည်းလမ်းကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်လက်ရှိလုံနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်လုပ်ငန်းစီးပွားတွေတိုးချဲ့ပါလုပ်ငန်းတစ်တွေစပါလုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့ကိစ္စများကိုဒါရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်မဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးကံအနည်းငယ်ညံ့နေပါတယ်ငွေကြပြောက်တာမျိုးအထာမှားတာမျိုးအခိုးခံတာမျိုးသိထားစီလိုပါတယ်ငွေအလိမ်ခန်းတက်တာမျိုးသိထားစီလိုပါတယ်အဲ့တော့ငွေကြေးကိစ္စများအထူးသတိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့အခြေအစင်မပြေတဲ့သူများလူတယောက်ကိုအကြောင်းပြပြီးတော့ပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများတော့ပြေတဲ့ပြေပါလိမ့်မယ်အဲ့တော့ပျော်ရွှင်စရာတွေကြည်နူးစရာတွေစိတ်လှုပ်ရှားရင်ကုန်စရာတွေအများကြီးနဲ့ကြည်နူးပျော်ရွှင်စွာဖြတ်တန်းရမယ့်နမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးကံအလယ်လက်အဲ့တော့အိမ်ထောင်ရေးကံဒီအကောင့်ထဲမှာလည်းမရှိအစိုးထဲမှာလည်းမရှိပုံမှန်အခြေအနေမှာပဲရှိနေပါတယ်ပညာရေးကံအင်မတန်ကောင်းနေပါတယ်မိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့ one bite လေနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးထီတိုးကန်ဆန်းမယ်ဆိုရင်တော့2938ဖြစ်ပါတယ်ကံကောင်းစေတဲ့အိမ်ရောင်တွေကတော့အဖြူရောင်အဝါရောင်အနီရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရေခွက်နဲ့ခောက်ပြီးပါရေခွက်အဲ့တော့စတီးခွက်လည်းရတယ်ကော်ခွက်လည်းရတယ်ခောက်ပြီးပါပါစက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နေ့မဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုရေခွက်နဲ့ခောက်ပြီးပါကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာနှင်းစီ2ပွင့်ကိတ်မုတ်2ချက်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိတ်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံရပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပြည့်ရွှင်ကြပါစေတနင်္လာသာသမီများဇူလိုင်လ20ရက်မှ29ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်လူ3ယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်ကိုယ့်ရဲ့အလုပ်ကိုင်နဲ့ပတ်သက်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့ရုံးမှာအလုပ်မှာ3ယောက်အတွဲ3ယောက်အုပ်စုလိုက်သူတို့အကြောင်းပြုပြီးတော့စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်အဲ့တော့3ယောက်အတွဲကကိုယ့်အတိုက်ခံလုပ်တာမျိုးနှောက်ယှက်တာမျိုးကိုယ်ရမှာမကောင်းပြောတာမျိုးမကောင်းကြံတာမျိုးဖြစ်တတ်ပါတယ်3ယောက်အတွဲသိထားစီလိုပါတယ်ကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲလူ3ယောက်အတွဲကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့လက်ရှိလုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက်အကူအညီကောင်းတွေအစွတ်တက်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်အဲ့တော့ရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်အဲလုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့ကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်လုပ်ငန်းစီးပွားနဲ့ပတ်သက်လို့အကူအညီကောင်းတွေအစွတ်တက်ကောင်းတွေလမ်းကြောင်းတွေပေါ်လာဖို့ရှိနေပါတယ်ငွေကြေးကအင်မတန်ကောင်းနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းနမိတ်ဖြစ်ပါတယ်အဲ့တော့ရစရာရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစရာရှိတဲ့ငွေများလည်းပေးနိုင်မှုရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်အောင်မြင်ခြင်းနမိတ်ဖြစ်ပါတယ်အခြေကံလည်းအင်မတန်ကောင်းနေပါတယ်မိမိချစ်သူနဲ့အတူရေနာနီးသောနေရာကိုပျော်ရွှင်စရာခရီးတစ်ခုသွားတတ်ပါတယ်အဲ့တော့အခြေရဲ့ပျော်ရွှင်မှုတွေကြည်နူးမှုတွေတာယာမှုတွေစိတ်လှုပ်ရှားရင်ခုန်မှုတွေအယူဆက်ခံရမှုတွေနဲ့ကြည်နူးတာယာပျော်ရွှင်ရင်ခုန်စိတ်လှုပ်ရှားဆိုတာဖြတ်တန်းရမယ့်နမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေရေးအင်မတန်ကောင်းတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးကံအလဲလက်အိမ်ထောင်ရေးနဲ့ပတ်သက်လို့အစိုးရထဲမှာလည်းမရှိအကောင့်ထဲမှာလည်းမရှိပုံမှန်အခြေအနေမှာပဲရှိနေပါတယ်ပညာရေးကံအင်မတန်ကောင်းနေပါတယ်မိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကျောင်းတွေသင်တန်းတွေပညာတွေသင်ရဖို့တက်ရဖို့လည်းပဲလမ်းကြောင်းတွေပေါ်လာပါလိမ့်မယ်
ကျမ်းမိုင်နဲ့ပတ်သက်တော့ဝမ်ဘိုက်နဲ့ပတ်သက်တဲ့ယောဂများတတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးဒီတိုးကန်ဆမ်းမယ်ဆိုရင်တော့1824ဖြစ်ပါတယ်ကံကောင်းစေတဲ့အေရောင်တွေကတော့အနက်ရောင်အဝါရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရေခွက်နဲ့ကောက်ပြပါရေခွက်အဲ့တော့ကော်ခွက်လည်းရတယ်စတိခွက်လည်းရတယ်တန်ခွက်လည်းရတယ်ရေခွက်လို့ခေါ်တော့ရပါစကလည်းဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုရေခွက်နဲ့ခောက်ပြပါကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာအဝါရောင်ပန်းငါးပွင့်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအញ្ញံခိုက်တွေခြေပြော့ပြီးတော့ကံဒီကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေအင်္ဂါတာသမီများဇူလိုင်လ20ရက်မှ29ရက်အတွင်းတပတ်စာပေရင်ဟော့စတန်ဖြစ်ပါတယ်လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်ကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရုံးမှာအလုပ်မှာနော်ပတ်ဝန်းကျင်မှာကိုယ့်အိမ်မှာလူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်ကြီးကဲသူများနဲ့အယူဆကိုယ်လည်းမှုတွေဖြစ်တတ်ပါတယ်နော်သူတို့ဖြစ်စေချင်တာတစ်မျိုးကိုယ်ဖြစ်ချင်တာတစ်မျိုးကြီးကဲသူများနဲ့အယူဆကွဲလွဲမှုတွေဖြစ်တတ်ပါတယ်ကိုယ့်ရဲ့အကြံစီများရွေချယ်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကလည်းပဲလူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်နေရတတ်ပါတယ်လက်ရှိအလုပ်ကိုင်နဲ့ပတ်သက်လို့စီးပွားနဲ့ပတ်သက်လို့လက်ရှိလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်တိုင်းနေရာတိုင်းမှာအတိုက်ခံအပြိုင်ဆိုင်အခက်အခဲတွေရှိတတ်ပါတယ်။ကိုယ်ရမှာကြောက်တွန်းတာမျိုးမကောင်းကြံတာမျိုးမကောင်းပြောတာမျိုးတတိထားစီလိုပါတယ်။အဲ့တော့အလုပ်ကိုင်နဲ့ပတ်သက်လို့စီးပွားနဲ့ပတ်သက်လို့လက်ရှိလုပ်နဲ့ပတ်သက်လို့အထူးတတိထားဂရုစိုက်ပြီးတော့ဖြတ်တန်းစီလိုပါတယ်။ငွေကြေးကံအင်မတန်ကောင်းနေပါတယ်။ဆုံးရှုံးမလို့ဖြစ်နေတဲ့ငွေတွေပြန်ရဖို့ရှိနေပါတယ်။ငွေတွေပေါ်များကြွယ်ဝချမ်းသာစေဖို့ရတတ်ရှိတဲ့ငွေတွေအမြန်ရဖို့ပေးစာရှိတဲ့ငွေတွေအမြန်ပေးနိုင်ဖို့ငွေကြေးအကျဉ်းစီတွေအောင်မြင်စေဖို့အတွက်ငွေတွေပေါ်များကြွယ်ဝစေဖို့တိုးဝါစေဖို့ငွေကြေးအကျဉ်းစီတွေအောင်မြင်စေဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာပါလိမ့်မယ်။မြန်မြန်ဆန်ဆန်လက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်ပါ။အခြေအနေနဲ့ပတ်သက်လို့ကတော့မိမိချစ်သူရဲ့အပေါ်ကိုစိတ်တိုင်းမကြအားမလို့အားမရဖြစ်နေတတ်ပါတယ်။အဲ့တော့လမ်းခွဲခြင်းတဲ့စိတ်တွေပေါ်လာတတ်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့ ADS ဖြစ်နေတော့နမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးကံအင်မတန်ကောင်းနေပါတယ်အိမ်ထောင်ရေးအစမပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်ပြည်တဲ့သူများကတော့ပြည်တဲ့ပြေပါလိမ့်မယ်အဲ့တော့အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတော့ငွေဝင်ခြင်းအဖို့တန်ပစ္စည်းဝင်ခြင်းကြုံရတတ်ပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့ကောင်းသောအပြောင်းလဲတွေကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အဲ့တော့ကြည်နူးစရာတွေပျော်ရွှင်စရာတွေအတိအပြီးတဲ့နမိတ်ဖြစ်ပါတယ်ပညာရေးကံအလယ်လက်အဲ့တော့ပညာရေးကံအလယ်လက်လူကများများစူးစမ်းအထောက်ဖို့အရေးကြီးပါတယ်စာကြက်တဲ့နေရာစာကြည့်တဲ့နေရာလေးပြောင်းရွှေ့ပြီးတော့ကြက်ပြီးပါကျမ်းမာရေးစိတ်နဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်စိတ်ညစ်ပြီးတော့ကျမ်းမာရေးညံ့တာမျိုးနောက်ကိုယ်မှာယောဂမရှိဘူးစိတ်ကရှိနေတယ်လို့ထင်တာမျိုးတတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးထီထိုးကန်ဆန်းမယ်ဆိုရင်တော့8-1-5 ခုဖြစ်ပါတယ်ကံကောင်းစေတဲ့အိမ်ရောင်တွေကတော့အစိမ်းရောင်အနီရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့တခွားသီးနဲ့ခောက်ပြီးပါတခွားသီးတို့စားတဲ့တခွားသီးအသေးလေးရတယ်အကြီးလေးရတယ်ခောက်ပြီးပါပါဇက်ကလေးဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပြီးပါကံကောင်းစေမဲ့ရတရားကတော့အိမ်ဖျားမှာစွန်းသုံးပကံစီအစိမ့်ဆန်းလှူဒန်းဆူတောင်းခြင်းအပြင်ကံအញ្ញံခိုက်တွေခြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေဘိုလ်တော်ဟူတာသမီများဇူလိုင်လ20ရက်မှ29ရက်အတွင်းတပတ်စာပေရင်ဟော့စတန်ဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝကြီးပွားဖို့တိုးတက်ဖို့အောင်မြင်မှုချမ်းသာစေဖို့အတွက်အမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်အဲ့ဒီကအမျိုးသမီးကရေနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်ရေနာနီသောမြင်နာချောင်းနာကန်နာနီသောသို့မဟုတ်ရေနဲ့ပတ်သက်တဲ့လုံဝင်လုတ်ကန်နေသောဘီယာတို့အရက်တို့စီတို့ရေတို့ရေတန့်တို့လုတ်ကန်သောပတ်သက်သောအမျိုးသမီးရေနာနီသောရေနဲ့ပတ်သက်သောအမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်
ကိုယ့်ရဲ့အကြံစီများရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲရေနာနီးသောရေနဲ့ပတ်သက်သောအမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကြံကောင်းညံကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်လက်ရှိအလုပ်ကိုင်နဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့လက်ရှိလုပ်ငန်းနဲ့ပတ်သက်လို့ရွေးချယ်ရခက်ဆုံးဖြတ်ရခက်ရှေ့တိုးရခက်နောက်ဆုတ်ရခက်အခြေအနေများကြုံရတတ်ပါတယ်အပြောဆိုမှားတာမျိုးအရေးသားမှားတာမျိုးအတွက်ချက်မှားတာမျိုးစင်းအင်းမှားတာမျိုးသတိထားစေလိုပါတယ်ငွေကြေးကံအနှဲငယ်ညံ့နေပါတယ်ရစရာရှိတဲ့ငွေများပေးစရာရှိတဲ့ငွေများထင်းငေါ့ကြင့်ကြာနေတတ်ပါတယ်ငွေကြပြောက်တာမျိုးအထားမှားတာမျိုးအလင်ခံတာမျိုးအခိုးခံတာမျိုးသတိထားစေလိုပါတယ်အဲ့တော့ငွေကြေးကိစ္စများအထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့တယောက်ကအဖြူတယောက်ကအမဲအမြင်တွေအယူဆတွေကွဲလွဲနေတတ်ပါတယ်ရံဖြစ်လိုက်ပြန်ဖြစ်လိုက်တဲ့လိုက်မတဲ့လိုက်ဖြစ်နေတတ်ပါတယ်အိမ်ထောင်ရေးကအလဲလက်မှာပဲရှိနေပါတယ်အကောင့်ထဲမှာလည်းမရှိအစိုးထဲမှာလည်းမရှိပုံမှန်အခြေအနေမှာပဲရှိနေပါတယ်အဲ့တော့အိမ်ထောင်ရေးကံကတော့အကောင့်ဆိုမတွေ့ရပါပညာရေးကံအင်မတန်ကောင်းနေပါတယ်မိမိရင်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့စိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်မြန်မြန်ဆန်ဆန်ရဲရဲတင်းတင်းဆောင်ရွက်ပါကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့အပူလောင်တာမျိုးခြေထောက်တို့လက်တို့ထိခိုက်မိတာမျိုးသတိထားစေလိုပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်ထိထိုးကန်ဆန်းမယ်ဆိုရင်တော့3.4.3ဖြစ်ပါတယ်ကံကောင်းစေတဲ့အရောင်တွေကတော့မယမ်းရောင်အပြာရောင်အဝါရောင်ဖြစ်ပါတယ်များဖို့ဆိုပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ကြက်တုံအနီနဲ့ခောက်ပြီးပါကြက်တုံအနီခောက်ပြီးပါပါဇက်ကလည်းဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါလေရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုကြက်တုံအနီနဲ့ခောက်ပြီးပါနောက်ကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာပေါင်မှု9ချက်ဖျောင်းတိုင်9တိုင်တူတန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညက်ခက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေကြာသာပရိတာသမီများဇူလိုင်လ20ရက်မှ29ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်စိတ်လေစိတ်တွေပြီးတော့ဆုံးဖြတ်ချက်အမားတွေချမိတတ်ပါတယ်အဲ့တော့အရေးကြီးတဲ့ဆုံးဖြတ်ချက်များရှိရင်မိသားစုနဲ့တငယ်ချင်းမိတ်ဆွေများနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့မှဆုံးဖြတ်ပါတယောက်တည်းဆုံးဖြတ်မယ်ဆိုလို့ရှိရင်လည်းပဲအုံနောက်ညံနဲ့ပဲဆုံးဖြတ်ပါငါလှုပ်တဲ့မလှုပ်တဲ့ကောင်းကြီးမကောင်းကြီးပြောတဲ့မပြောတဲ့စိတ်ခံစားမှုနဲ့မဆုံးဖြတ်ပါနဲ့အဲ့တော့စိတ်ခံစားမှုကိုဖိနေထားပါချိုးနေထားပါအလိုမလိုက်ပါနဲ့အုံနောက်နဲ့ပဲစဉ်းစားတွေးခေါ်ဆုံးဖြတ်ပါကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲဆုံးဖြတ်ချက်အမားတွေချမိတတ်ပါတယ်အများနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့မှဆုံးဖြတ်ပါလက်ရှိလုပ်နေပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့လက်ရှိလုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းတွေတိလွဲလေးတွေလွဲနေတတ်ပါလေအောင်မြင်ကန်လေးမှာကပ်ပြီးတော့လွဲချော်မှုလေးတွေဖြစ်တတ်ပါတယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်လို့စီးပွားနဲ့ပတ်သက်လို့လက်ရှိလုပ်ငန်းနဲ့ပတ်သက်လို့လွဲချော်ပြီးမှအောင်မြင်ခြင်းနမိတ်ဖြစ်ပါတယ်နောက်လက်ရှိလုပ်နဲ့ပတ်သက်လို့စီးပွားနဲ့ပတ်သက်လို့လူလိမ်ခံတတ်ပါတယ်ဒါလည်းပဲသတိထားစေလိုပါတယ်ငွေကြေးကံအင်မတန်ကောင်းနေပါတယ်ရစရာရှိတဲ့ငွေတွေရဖို့ပေးစရာရှိတဲ့ငွေတွေပေးနိုင်ဖို့ငွေတွေပေါ်များကျွယ်ဝစေဖို့တိုးပွားစေဖို့ငွေကြေးအကြံစီတွေအောင်မြင်စေဖို့အတွက်အခွင့်အလမ်းကောင်း2ခုစိတ်ကူးအကြံကောင်းဉာဏ်ကောင်း2ခုအကူအညီကောင်း2ခုပေါ်လာဖို့ရှိနေပါတယ်2ခုစလုံးကောင်းပါတယ်ကြိုက်တဲ့နည်းလမ်းကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်အခြေအနေနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်အခြေရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့လမ်းစာတွေပေါ်နေပါလိမ့်မယ်အဲ့တော့ပြည်ပြီးသားသူများကတော့ပျော်ရွှင်စရာနေရာတစ်ခုကိုသွားတတ်ပါတယ်အဓိကနေရာကရေနားနီးသောရေနဲ့ပတ်သက်သောနေရာပဲဖြစ်ပါတယ်အဲ့တော့ပျော်ရွှင်မှုတွေစိတ်လှုပ်ရှားရင်ခုန်မှုတွေကြည်နူးတာယာမှုတွေအတိပေးနေတဲ့ပန်းတို့ရောင်တွေလွှမ်းနေသောနမိတ်ဖြစ်ပါတယ်အိမ်ထောင်ရေးအင်ပလန်ကောင်းနေပါတယ်ကလေးမရသေးတဲ့သူများကလေးရဖို့ရှိနေပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတော့ဒီကောင်းများကြားဖို့ရှိနေပါတယ်ကောင်းသောခီးများတွားဖို့ရှိနေပါတယ်ဝမ်းသာစရာဧည့်သည်များတွေ့ရဖို့ရှိနေပါတယ်အဲ့တော့ကလေးလည်းပဲရဖို့ရှိနေပါတယ်ပညာရေးကံလည်းပဲအင်မတန်ကောင်းနေပါတယ်မိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အကြောင်းတွေတင်တန်းတွေပညာတွေသင်ရဖို့တက်ရဖို့ရှိနေပါတယ်ကျမ်းပိုင်းနဲ့ပတ်သက်တော့စီ
သွေးနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးထီထိုးကန်ဆန်းမယ်ဆိုရင်တော့ခွန်6 1 3ဖြစ်ပါတယ်ကံကောင်းစီတဲ့အယောင်တွေကတော့အနက်ရောင်အဝါရောင်အဖြူရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့စတီးဇွန်းနဲ့ခောက်ပြီးပါနှင်းခတ်တဲ့ဇွန်းသမင်းစားတဲ့ဇွန်းစတီးဇွန်းခောက်ပြီးပါဗဇက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုစတီးဇွန်းနဲ့ခောက်ပြီးပါကံကောင်းစီမဲ့ရေရာကတော့အိမ်ဖျားမှာပန်းအဖြူ2ပွင့်ကိတ်မုတ်2ချက်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေခြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စိတ်ပိုင်းစိတ်နိုင်စိတ်ခိုင်စိတ်လွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေတောက်ကြတာသမီများဇူလိုင်လ20ရက်မှ29ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံတွေအပြိုင်ဆိုင်တွေများနေတတ်ပါတယ်ကိုယ့်ရဲ့အကြံစီများရွေချင်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲအဲ့တော့တာမန်ပုံမှန်တိုင်းသွားလို့မရပါဘူးဉာဏ်နဲ့ပြည့်ရဲ့သုံးပါအဲ့တော့ကိုယ့်ရဲ့အကြံစီများရွေချင်များပြည့်မြောက်အောင်မြင်စေဖို့အတွက်တမန်ဦးကြံဒီတိုင်းသွားလို့မရဘူးဉာဏ်နဲ့ပြည့်ရဲ့သုံးပြီးတော့ဆောင်ရွက်ပါလက်ရှိလုံနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်လက်ရှိအလုပ်ကနေတိုးတက်စေဖို့လက်ရှိလုပ်ငန်းတိုးတက်စေဖို့လက်ရှိစီးပွားရေးတိုးတက်စေဖို့အတွက်ဘာသာရေးကမ်းဆိုင်တဲ့လူတစ်ယောက်စီကနေပြီးတော့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်ငွေကြေးနဲ့ပတ်သက်လို့ကတော့ရစရာပေးစရာငွေများစိတ်ပူတင်းငေါ့ကြိုက်ရပြီးမှအောင်မြင်နိုင်ပါတယ်အဲ့တော့ငွေကြေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုအထူးသတိထားပြီးတော့ဆောင်ရွက်စေလိုပါတယ်အခြေရအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာပါလိမ့်မယ်အဲ့တော့ပြေပြီးသားသူများကတော့ပြေတဲ့ပြေပါလိမ့်မယ်မိမိချစ်သူကိုအကြောင်းပြပြီးတော့သတင်းကောင်းကြားရခြင်းကောင်းသောခီးများသွားရခြင်းစိတ်ချမ်းသာပျော်ရွှင်ရခြင်းနမိတ်ပဲဖြစ်ပါလေအိမ်တော်ကြီးဂျားလူအကြောင်းပြပြီးတော့လင်းနေမယားကတောက်ဆဖြစ်တတ်ပါတယ်ဂျားလူအပြင်လူတယောက်ကိုအကြောင်းပြပြီးတော့လင်းနေမယားအယူဆကိုရဲတာမျိုးကတောက်ကဆဖြစ်တာမျိုးကျုံတတ်ပါတယ်ဂျားလူအပြင်လူတွေးထုတ်တတ်ပါတယ်သတိထားစေပါပါလေပညာရေးကံအလယ်လက်မိမိရင်မှန်းထားသလောက်အောင်မြင်ပါလိမ့်မယ်။လူကများများကြိုးစားအားထုတ်ဖို့အရေးကြီးပါတယ်။ကျမ်းမာရေးညာဘက်ချက်တော့ညာဘက်လက်နဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။အမျိုးသမီးတွေကတော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။ခီတိုးကန်ဆန်းမယ်ဆိုရင်တော့ပိုးလေး8နှစ်ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာတွေကတော့အဖြူရောင်အနက်ရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းတင်တဲ့ပစ္စည်းများကိုတော့စာအုပ်နဲ့ရက်ကပ်ပြီးပါစာအုပ်ဗလာစာအုပ်ဝတ္ထုစာအုပ်မဂဇင်းစာအုပ်စသည်ဖြင့်စာအုပ်လို့ခေါ်တော့အရာစာအုပ်နဲ့ရက်ကပ်ပြီးပါဖွားဖွားလေးရိုက်ပြီးပါပါဇက်ကလည်းဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့အဲ့တော့ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုစာအုပ်နဲ့ရက်ကပ်ပြီးပါရိုက်ပြီးပါကံကောင်းစေတဲ့ရေရာကတော့အိမ်ဖျားမှာတော့တစ်တီးချောင်လုံးလှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်အဲ့တော့တစ်တီးချောင်လုံးအမျိုးစားတူလဲရတယ်အမျိုးစားမတူလဲရတယ်6လုံးဖြစ်ရင်ပြီးတော့စွန့်ပြီးရင်စားလို့လည်းရပါတယ်အန်တယ်မရှိပါကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စိတ်ပိုင်းစိတ်နိုင်စိတ်ခိုင်စိတ်လွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေစနေသားသမီးများဇူလိုင်လ20ရက်မှ29ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ဘဝတိုးတက်ဖို့အောင်မြင်ဖို့အတွက်အဲ့တော့အခြေအနေကောင်းတွေအခွင့်အလမ်းကောင်းတွေအများကြီးရှိနေပါတယ်တွေးတော့ပါရှာကြံပါရှာဖွေပါအဲ့လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ကောင်းဖို့တိုးတက်ဖို့လမ်းစာတွေလမ်းကြောင်းတွေအခြေအနေတွေရှိနေပါသေးတယ်စူးစမ်းပါကြံစားပါရှာဖွေပါကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကလည်းပဲလက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ကောင်းတဲ့နည်းလမ်းတွေအခွင့်အလမ်းတွေအခြေအနေတွေရှိနေပါသေးတယ်ရှာကြံပါတွေးတော့ပါစူးစမ်းပါစီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့လက်ရှိလုံးနဲ့ပတ်သက်လို့မိမိရဲ့အမှန်တွေပါလျှက်နဲ့စကားပြောညင်းခုန်ဖြည့်ရှင်းရတတ်ပါလေ
သူများဖြစ်တဲ့ပြဿနာမှာလည်းကိုကကြားညက်တတ်ပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့လက်ရှိအလုပ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အထူးခရီးထားပြီးတော့ပြတ်တန်းစေလိုပါတယ်ငွေကြေးကံအင်မတန်ကောင်းနေပါတယ်ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်အောင်မြင်မဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်ငွေတွေပေါ်များကြွယ်ဝချမ်းသာစေဖို့ငွေတိုးပွားစေဖို့ရရရှိတဲ့ငွေတွေရဖို့ပေးစာရှိတဲ့ငွေတွေလည်းအမြန်ပေးနိုင်စေဖို့အတွက်ငွေကြေးနဲ့ပတ်သက်လို့ကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အခြေရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေပါမယ်ပြေပြီးသားသူများပြေတဲ့ပြေပါလိမ့်မယ်အဲ့တော့အခြေရဲ့ကြည်နူးမှုတွေပျော်ရွှင်မှုတွေတာယာမှုတွေရင်ခုန်စိတ်လှုပ်ရှားမှုတွေအပြည့်အဝခံစားရမယ်ပန်းနုရောင်တွေလွှမ်းနေသောနမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့ဆွေမျိုးဘေးလူအကြောင်းပြပြီးတော့လင်းနမရကတောက်ကဆဖြစ်တတ်ပါတယ်အဲ့တော့အိမ်ထောင်ရေးနဲ့ပတ်သက်လို့ဆွေမျိုးဝင်ရှုပ်တတ်ပါတယ်ဘေးလူဝင်ရှုပ်တတ်ပါတယ်ဆွေမျိုးဘေးလူအကြောင်းပြပြီးတော့လင်းနမရကတောက်ကဆဖြစ်တတ်ပါတယ်အထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်ပညာရေးနဲ့ပတ်သက်လို့ပညာရေးကအလယ်လက်မှာပဲရှိနေပါတယ်အရေးအသားအတွက်ချက်အပြောဆိုမှားတတ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့အထူးသတိထားပြီးတော့ဆောင်ရွက်စေလိုပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့ one bite လေနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဘိုက်နာတာမျိုးဘိုက်အောင်နာမျိုးရင်ပြည့်ရင်ကဲဖြစ်တာမျိုးသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးထီထိုးကန်ဆန်းမယ်ဆိုရင်တော့၄၅၃ခုဖြစ်ပါတယ်ကံကောင်းစေတဲ့အိမ်ရောင်တွေကတော့အဝါရောင်အနက်ရောင်မယမ်းရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရက်တောင်နဲ့ရက်ခတ်ပေးပါရက်တောင်နဲ့ရက်ခတ်ပေးပါရိုက်ပေးပါဗစက်ကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပေးပါရိုက်ပေးပါကံကောင်းစေမဲ့ရေတရားကတော့ချိုးမဲ့ရေထဲမှာအနီရောင်ပန်းတစ်ပွင့်ထည့်ပါရေချိုးရင်းစူတောင်းမှာဖလားထဲမှာရေထည့်ပါအနီရောင်ပန်းတစ်ပွင့်ထည့်ပါရေချိုးရင်းနဲ့စူတောင်းမှာအញ្ញံကြိုက်တွေကြည်ပြောဖို့ကံနေကောင်းဖို့အကြံစီတွေရွေချက်တွေအောင်မြင်စေဖို့မိမိအလိုရှိတဲ့အရာများကိုစူတောင်းပါဒါဆိုတော့အញ្ញံကြိုက်တွေကြည်ပြောပြီးတော့ကံနေကောင်းစေပါလိမ့်မယ်အကြံစီတွေအောင်မြင်ပါလိမ့်မယ်ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပုတ်ပါပျော်ရွှင်ကြပါစေ